မှာက3ညရဲ့8ရဲ့3ညရဲ့9ရဲ့ဆိုရင်ခွန်ဖြစ်တယ်နော်ဒါက3 5 1 8ဆိုရင်ခွန်ဖြစ်တယ်ဒီမှာဆိုရင်အပြာနဲ့ပြတစ်ခွန်နှစ်လို့ဆိုရင်လည်းခွန်ဖြစ်တယ်ဆိုတော့အခုခွန်ဖြစ်ဖို့ကကြတော့ဒီမှာကခွန်ဖြစ်နေတယ်ဒီမှာနှစ်ရှိထားတယ်ဆိုလို့ရှိရင်ကဒီဘက်နေရာမှာ10ပဲတော့ထည့်10ထိပ်လိုင်းပေါ့နော်10ထိပ်လိုင်း4ချိန်မြောက်10ထိပ်ဒါဆိုရင်73ထိပ်ကိုတစ်ချက်ထည့်စဉ်းစားနော်73ထိပ်ကိုတစ်ချက်ထည့်စဉ်းစားရမယ်နောက်တခြား line ထဲမှာဘာရှိလဲဆိုဒီဘက်မှာဒီ line ပေါ့အစိမ်းရောင်က9291ကခွန်4139ကခွန်8351ဆိုရင်ခွန်ခုဒီမှာက6ရှိထားတယ်10ထဲမှာခွန်ဒီဘက်မှာလည်း10ထိပ် line နောက်10ထိပ်တစ် line ကဒီမှာဒါလေးပေါ့6မှာခွန်9ဆိုရင်6နောက်တစ်ခါ51 53ကလည်း6အဲ့ဒါဆိုဒီမှာက8ရှိနေတယ်သိကြတယ်ဒီမှာ10ထိပ်ထဲနော်ဒီဘက်မှာက10ထိပ်2 line ဒီဘက်မှာ10ထိပ်2 line ရှိတယ်လို့ဒီဘက်မှာလည်း10ထိပ်1 line ရှိတယ်အဲ့တော့73ထိပ်က10ထိပ်လား3ထိပ်လားပေါ့နော်10ထိပ်ကတော်တော်လေးကောင်းတယ်73ထိပ်လို့စဉ်းစားမယ်နောက်တစ် line ကသူကဒီဘက်မှာကဘယ်လိုပြချင်လဲဆိုလို့ရှိရင်ကြတော့ပြချင်တယ်ဟိုဟာကြတော့ဒီနောက်မှာကစောနာက10ထိပ် line ပြသွားတယ်ဒီမှာအပိတ် line ကပြမှာဆိုမှလည်းအပိတ် line ကဒီမှာက615နော်အဲ့ဒီကောင်ကနှစ်ကဒီမှာသွားပြီးတော့နှစ်သွားတယ်ဒီက3ည4နှစ်က6က6တယ်နော်နောက်တစ်ခုကကြတော့ဒီမှာကခွန်ကဒီမှာခွန်လို့ရနောက်တစ်ခုကကြတော့ဒီဘက်မှာဒီလိုသွားကြည့်ရင်8နှစ်6ဆိုလဲ8ဒီမှာ1ခွန်ဆိုလဲ8အဲ့ line မှာလည်းရှိတယ်ပေါ့လေအဲ့ line မှာလည်းရတယ်ဗျာနော်ဆိုတော့ကျွန်တော်ကတော့ဒီဘက်မှာတစ်ချက်စဉ်းစားတာအဲ့ဒီ8ခွန်ကိုတစ်ချက်ပြန်စဉ်းစားနေတယ်8ခွန်8နှစ်3ခွန်3နှစ်ကိုတစ်ချက်စဉ်းစားနေတယ်နောက်တစ်ချက်ဘာရှိလဲဆိုရင်8ခွန်ဘာကြောင့်သွားစဉ်းစားရလဲဒီဘက် line frame line မှာဒါရှိ4916လို့ထွက်သွားတဲ့အချိန်မှာဒီ3ည2က9ခွန်ရိုက်တယ်3ည2က9ခွန်ရိုက်တယ်ဒီမှာ8ခွန်အဲ့ဒီ8ခွန်ကမွေး site ထဲမှာရှိမှာပေါ့လေဒီကောင်ကအစိမ်းရတယ်လို့ဒီကောင်တော့90ကတော့အောက်တော့မရိုက်ထားသေးဘူးသို့တော့ဒီမှာမွေး site ထဲမှာရှိနေတာကြောင့်မို့စောနာပြောတယ်ဒီဘက်ကလက်တွက် site နေရောဆိုလို့ရှိရင်နည်းနည်းလေးဟိုဖြစ်တယ်ပေါ့လေနည်းနည်းလေးကျွန်တော်စိတ်ထဲမှာတော့အဲ့ဒီကောင်နည်းနည်းသဘောကျရတယ်ဟိုကလည်းပါပေါ့နော်73ထိပ်ရှိပါတယ်လို့73ထိပ်ရှိပါတယ်73ထိပ်နော်အဲ့လေးနည်းနည်းလေးထည့်ပြီးတော့စဉ်းစားစိတ်ချကျွန်တော်ကတော့73ထိပ်နဲ့တွားမယ်ဗျာ73ထိပ်နဲ့၄ခွက်အကောင်းဆုံး၄ခွက်ကိုတော့ရွေးမယ်ဘယ်လိုပြောမလဲငါတို့အရန်၄ခွက်ပါထည့်မှာဆို8ခွန်83ဘာလဲ8ခွန်8နှစ်3ခွန်3နှစ်ကိုတစ်ချက်စဉ်းစားမယ်ပြီးရင်တခြား line နဲ့တစ်ချက်စဉ်းစားမယ်ပေါ့လေဆိုတော့ကျွန်တော်တို့8ခွက်လောက်တော့ထိုးမယ်ဒီဘက်က site ရဆိုရင်တော့သူကလို့တွားနေပါလေတခြားဘယ်လိုရှိအောင်မလဲစစ်မယ်ကိုလူတွေက73ထိပ်နဲ့ free တမားတွေဆိုရင်တော့73ထိပ်နဲ့73ထိပ်ကတော့ဒီမှာတော့လှရတယ်ဗျာကြိုက်လို့ရှိရင်ဆွဲပါလို့73ထိပ်ကိုပြလိုက်ပြီနော်